ငွေကြိုလွှဲရမှာကြောက်တဲ့ customer တွေပေါ့နော် customer တွေရှိတယ်ဆိုရင်ဒီဗီဒီယိုလေးကိုဝင်ကြည့်ပါပေါ့နော်တကယ်တော့လေဒီမျက်နှာကြီးကိုပြပြီးဈေးရောင်းရမှာကိုရှက်ပါတယ်ရှက်တယ်ဆိုတာဘယ်လိုလဲဆိုတော့လှမနေဘူးလေအခုက TikTok ကတော့ FF နဲ့ပါနေတာ FF တောင်တော့ original တောင်လှနေရဆိုတော့နည်းနည်းတော့ confidence ရှိနဲ့တော့ပြောလိုက်မှာပေါ့နော်စုဆန်ကဒီမှာပါ2018မှာတည်းက page လေးစဖွင့်ပြီး online shopping စလုပ်ပါတယ်ဒါပေမဲ့တိတိကျကျဆို covid လောက်ပေါ့နော်2020မှာစပြီးတော့ page ကတေချာလေး like review တွေတက်ပြီးတော့ brand ဖြစ်တာပါဒီမှာပေါ့စုဆန် online shop ဆိုခဏလေးတင်ပါတယ်ဒီမျက်နှာကြီးကိုလည်းအခုရက်ထဲမှာရိုက်ပြီးတော့တင်ပါတယ်တချို့ပေါ့နော်ငွေလွှဲရမှာကြောက်တဲ့သူတွေရှိတယ်တကယ်လဲတတိထားတဲ့သူတွေကမှန်တယ်အဲ့ဒီကအမှားတော့မဟုတ်ဘူးเนาะဘာလို့ဆိုဆွမ်းလို့ကိုယ်တိုင်ရတော့မှတခါလေးကြာရင်လေတတိလွတ်လက်လွတ်ပြီးတော့မှအထက်တွေမှာတယ်ငွေကိုမြင်ကြိုလွှဲလိုက်တဲ့အလိမ်တွေကိုတွေ့တယ်ပေါ့เนาะအဲ့တော့တတိထားတဲ့ TikTok ဆိုတာကလည်းတကယ်တော့ဘယ်တော့မှဖွင့်ထားလဲဆိုတော့ဒီမှာဆိုလို့ရှိရင်အောက်ဆုံးပုံမှာဝင်ကြည့်လို့ရတယ်ဒါအကောင့်ကဝယ်ထားရလဲမဟုတ်ကိုယ်တိုင်ပေါ့เนาะ TikTok တွေစော့နေကြတဲ့အချိန်မှာဘာလဲဆိုတာကိုလည်းတင်ကြည့်မယ်ပေါ့သူများဆိုပြီးတော့တင်တာကဘယ်ပထမဆုံး post လေးဆိုဒီမှာဆိုပြန်ကြည့်လိုက်ရင်သိတယ်20229လပိုင်းမှာတည်းကဖွင့်ထားတဲ့အကောင့်ဒီအကောင့်ပါပေါ့နော်ဒါပေမဲ့အဲ့လိုပဲတင်လိုက်ခါလေးကျရင်နှစ်တောင်ချီပြီးကြာသွားတယ်မတင်ပြဘူးပြင်းပြီးတော့မှနောက်တစ်ခါTikTok မှာဈေးရောင်းကကောင်းမှန်းကိုမသိတာပေါ့ကြံခဲ့တဲ့တစ်ပတ်တိတိကျကျဆိုရင်ကြံခဲ့တဲ့လားလောက်ကနေစပြီးတော့မှ TikTok ပေါ်မှာအစီးလေးပိတ်စာလေးပေါ့နော်အုံခွက်လေးပေါ့ volume ခွက်လေးတင်လိုက်ပြီးတော့မှ post ကလိုက်ရသွားတဲ့အပေါ်မှာဒီဟာရောင်းရမှန်းသိသွားတယ်ဖောက်တယ်လေးတွေရလာတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဖောက်တယ်လေးအများကြီးပဲအဲ့ဒီမှာဆိုတော့နင်းချဘန်နဲ့နင်းချဘန်တစ်ခုတည်းနေပဲဆိုတော့ငွေအိမ်ရောက်ငွေချိတ်ထားတာဖြစ်တယ် Ryan ဆိုရင် Ryan ကိုပို့ပေးတယ်ဒါပေမဲ့ Ryan ကတော့ငွေကြိုလွှဲရတယ်ကြိုလွှဲပြီးတော့မှငွေပစ္စည်းပို့ငွေကြိုလဲပြီးတော့မှ Ryan ကိုနောက်ရက်မှာသွားအပ်ပေးရပေါ့ညီမတို့ကအဲ့လိုမျိုးလေးပဲလုပ်ပေးရဆိုတော့ငွေမကောက်ပေးဘူးစာချုပ်မချိတ်ထားတဲ့အတွက်ကြောင့်စာချုပ်မချုပ်ထားတဲ့အတွက်ငွေမကောက်ပေးဘူးပေါ့နော်အဲ့လိုလေးရှိရပေါ့အဲ့ဒါလေးတစ်ချက်ပြောတာပါတချို့ customer တကယ်လို့ဒီတော့မှာကအခုမှစပြီးတော့ကိုကရောင်းနေလို့စိတ်မချဘူးငွေတွေအများကြီးကြိုးမလဲချင်ဘူးဆိုတဲ့မမတွေကကြတော့ဒီ page လေးမှာစူးစမ်း online shop ဒီ logo လေးပဲတင်ထားတဲ့ page လေးမှာလည်းဝယ်လို့ရပါတယ်ကိုတောင်မှာလည်းရန်ကုန်ထဲကဆိုကိုတောင်မှာလည်းကိုယ်တိုင်လာရောက်ပြီးတော့အားပေးလို့ရပါတယ်အပြင်မှာလည်းလာဝယ် page မှာလည်းစိတ်တိုင်းကြစောင့်ကြည့်ပြီးတော့မှဝယ်လို့ရပါတယ်ပေါ့နော် online shop တက်တန်း8နှစ်ဝန်းကျင်လောက်ရှိနေပြီတိတိကျကျဆို6နှစ်ထဲမှာပေါ့နော်အမြဲတမ်း run ဖြစ်တာဆိုတော့အဲ့လိုလေးရောင်းတာပါကျမကတော့စူဆန်ပါ